Euphoria Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တကြံလေးပြီးတော့ပြီဆိုတော့အားလုံးပဲမင်္ဂလာရှိရောနေ့လေးဖြစ်ပါစေလို့မင်းတရားနေပဲဆုတောင်းပေးလိုက်ပါတယ်เนาะမမေကတော့တကြံတည်းမှာနည်းနည်းကဲရရများလာတော့နည်းနည်းအတန်နေဝင်နေသားချင်းလိုမျိုးလေးဖြစ်နေရပေါ့เนาะဒါပေမဲ့အဆင်ပြေနေပါတယ်ဒါမှမဟုတ်ဒီနေ့ပိတ်လို့လာတော့မသိနည်းနည်းသူကနေမကောင်းချင်တယ်လို့ဘာလို့ဖြစ်နေဒါပေမဲ့အဆင်ပြေနေပါတယ်ပြောရမယ်ဆိုလို့ရှိရင်အားလုံးလည်းအဆင်ပြေနေကြလားမသိဘူးအားလုံးတတိရတယ်ဒါပေမဲ့မနှုတ်ဆက်ဖြစ်ဘူးပြီးတော့လည်းတိတ်ပြီးတော့ keep in touch မလုပ်မိဘူးလို့ခံစားမိရဲ့ but I hope you guys understand me ဆိုတော့ဒီရဲ့ podcast လေးမှာကြတော့ကျွန်တော်ဒီတော့တွေးမိတဲ့အတွေးလေးရှိရပါတော့အဲ့အတွေးကဘာလို့ကျွန်တော်တို့တွေကအဲ့နေရာကို like နေရာတစ်ခုရောက်ချင်တယ်ဆိုလို့ရှိရင်အဲ့နေရာရောက်ဖို့အရင်စူးစမ်းရလဲဆိုတာမျိုးစဉ်းစားမိရပေါ့နော်နည်းနည်းတော့ရုပ်တည်မရှိလို့ထင်ရတယ်ဆိုပေမဲ့ဘယ်လိုအတွေးလေးကိုနည်းနည်းလေးချဲချင်တယ်ပေါ့နော်ခါလေးကျတော့ကျွန်တော်တို့တွေဖြစ်ချင်တဲ့ဆန္ဒတွေကိုသိရှိကြတယ်ကွာကိုလုပ်ချင်တဲ့အရာတွေဥပမာမင်းသားမင်းသမီးပဲဖြစ်ချင်တယ်ဆိုရဲပဲဖြစ်တခြားအလုပ် career တခုပဲဖြစ်ချင်တာပဲဖြစ်ပေါ့နော်ကျွန်တော်တို့တွေကဖြစ်ချင်တဲ့ဟာတွေရှိရပေါ့နော်ဆိုတော့ကျွန်တော်တို့လုပ်မိတဲ့အရာကခုနောက်ပိုင်းပေါ့နော်ကိုတတိထားမိရဒီဖြစ်တဲ့ဒီဥမာကိုဖြစ်ချင်တဲ့လူရဲ့အခုဆိုလို့ရှိရင် social media တွေမှာသူတို့ရဲ့အကြောင်းဖော်ပြလာတဲ့သူတွေကအများကြီးတယ်ကွာသူတို့ရဲ့အလုပ်ကြောင်းမှနေဒီရဲ့သူရဲ့ career path ပဲနေသူတို့ဖော်ပြလာတဲ့ဒီYouTuber ပဲနေအဲ့လိုမျိုးပါ influencer ပဲနေအများကြီးရပါတော့သူတို့ career အကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ရင်ပိုပြီးအဆင်ပြေလာတယ် how to become ဆိုမှvlog တွေလည်းအများကြီးရှိလာတယ်လို့ခံစားရတယ်ဆိုတော့ခါလေးဆိုင်စဉ်းစားမိရပါတော့ကိုဖြစ်ချင်တဲ့အရာကိုလေသူများပြောမှသူများပြောတာချက်ကွာကိုရှာဖွေကြည့်စေချင်တယ်ပေါ့နော်ဥပမာကဒီလူကပြောတာဒါကောင်းတယ်လို့ပြောမှအဲ့ရာကောင်းနေရမျိုးမဟုတ်ပါစားတောက်ဆိုင်တစ်ခုပဲသွားရတယ်ပဲဖြစ်ဒီရုပ်ရှင်တစ်ခုပဲဖြစ်ပေါ့နော်ခါလေးကိုကအဲ့ရုပ်ရှင်တိုက်ကိုကြိုက်ချင်တာဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ကိုအဲ့ရုပ်ရှင်ကိုကြိုက်လို့ကိုကဒါကြီးကိုလောက်ရမယ်ဆိုတာမျိုးထက်ခါလေးကိုလန်ကြောင်နဲ့သူ့လန်ကြောင်မတူဘူးကွာဆိုတော့ဥမာ influencer တရားဖြစ်ချင်တယ်ပဲဒါသူက how to become an influencer ဆိုတဲ့ရုပ်ရှင်အဲ့ဒီ content တခုသူကဖန်တီးလိုက်တယ်ကွာ1 2 3 4 5 steps ဆိုမှသူကဖော်ပြလာဟုတ်တယ်ဒီလိုလမ်းတော့ဟုတ်တယ်ဒါပေမဲ့ဒီလိုမျိုးသူ့နောက်ပဲထားလိုက်လို့ရှိရင်ကိုယ့်ရဲ့ပုံစံကိုlike you have to embrace ကွာအဲ့ဒီသူပြောတဲ့ပုံစံကွာနည်းနည်းဖန်တီးရမယ်လို့ခံစားမိရဲ့ကိုယ့်ရဲ့ပုံစံ is not yourself ကွာlike ဒီလားအဲ့ကြောင့်မလို့ဆိုင်ပြောချင်တာကွာဥပမာကိုအဲ့ရာတစ်ခုကိုလုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ style နဲ့ကိုသွားမျိုးတပိုးမှတဘောကြရပါတော့ဥပမာ content တွေ create တယ်ဆိုပေမဲ့ကိုယ့်ရဲ့ style နဲ့ create စေချင်တယ်ဥပမာကိုဒီလိုမျိုးလေးလာတာကိုကြိုက်တယ်ဆိုတော့ inspire တွေယူလိုက်ဒါပေမဲ့အဲ့ဟာမျိုးအကုန်လုံးအတူမယူစေချင်ဘူးပေါ့နော်like ကိုကတကယ်ကျွန်တော်တို့ကလူကွာဒီလားလူဆိုတဲ့အမျိုးကရှာဖွေတွေးရှိရတာကိုနှစ်သက်တယ်ပေါ့နော် like ကိုရှာဖွေတွေးရှိရအောင်ပို့ပြီးတော့နှစ်သက်တယ်လို့မခံစားမိရ like 1 2 3 4 5ဒီလိုမျိုးလုပ်ဒီအဖြေရလာမယ်ဆိုတာမျိုးစိုက်တဲ့လူရှိရင်ကောင်းရှိလိုက်မယ်ဒါပေမဲ့ like you do not fully understand က fully ခံစားမိမနေဘူးက like ဒီຢာလေးကိုရဖို့ပေါ့မင်းကတော့အရာတစ်ခုကိုရချင်တယ်ဆိုလို့ရှိရင်
ကိုယ့်ရဲ့ပုံစံနဲ့ကို discovering လုပ်ပြီးတော့မှရတာမျိုးဟိုပို့ပြီးသဘောကျရပါတော့ဆိုတော့ဒါမဲ့လည်းဒါမေမေအသွေးတစ်ခုပါနော်ဒီတိုင်းဒီတော်အရန်သွေးမိရအသွေးပါနော်ဒီတော်တော့မဟုတ်နည်းနည်းတော့ကြာပြီဒါမဲ့ပြောပြချင်တာလေးပေါ့နော်အားလုံးလည်းဒီရဲ့ topics နဲ့ဘယ်လိုမျိုးခံစားမိလဲတော့မသိဘူး but I hope you would get me ဆိုတော့ကိုရချင်တဲ့အရာကိုဥပမာကကိုရချင်တဲ့အရာကိုတိုင်လည်းစူးစမ်းပြီးဖန်တီးပြီးတော့မှရှာပါလို့ပါလားပြောချင်တယ်ဥပမာတဲ့ပေါင်းတစ်ကနေရမယ်ဆိုတော့ကိုအတန်းတည်ရဆိုပေမဲ့တဲ့ပေါင်းတစ်ကဘာလို့နေချရလဲကိုနီကိုဟန်နေရှာစီချင်တယ်ပေါ့နော်ဒါမှမဟုတ်ကိုနီကိုဟန်နေ1 + 1 = 11နဲ့ဖြစ်ကမ်းချင်တယ် you never know ဟုတ်တယ်ခါလေးအဲ့လိုမျိုးပေါ့နော် think outside of the box လို့လည်းမြင်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီ podcast လေးအတူရှိတော့မတည်ဘူး but I hope I could give something from this podcast ပေါ့နော်ဆိုတော့အားလုံးပဲဒီทีနားထောင်ပေးရတဲ့အတွက်ကိုကျေးဇူးများတင်ပါတယ်ပြောစရာနေ့လေးဖြစ်ပါစေမေမေကလေ podcast ဆိုပေမဲ့လည်းအရင်အကျိုးရှိတဲ့ဟာမျိုးပြောမိမယ်လို့မေထင်လို့လာခါလေးကိုယ့်တငယ်ချင်းကိုစကားပြောနေရမျိုးလေးဖြစ်ချင်တယ်ပေါ့နော်ဆိုတော့အကယ်လို့ကိုကမေဒီတနေ့တွင်မှာလောက်ဖြစ်မယ်ပေါ့နော် like တရားရောက်နဲ့ collaborate ပြီးတော့မှကိုယ့်ရဲ့အကြောင်းသူ့ရဲ့အကြောင်းလေးကို sharing ဖြစ်အဲ့လိုမျိုးပြောတဲ့ဟာလေးလောက်နေပေါ့နော် like this is just an added like အစားပေါ့နော်ဒါပေမဲ့စူးစမ်းကြည့်ပါမယ်မဖြစ်လာလဲ finger cross hopefully I will make this one but like မေတပေါ်ကြတဲ့ style လေးနဲ့လုပ်မယ်ပေါ့နော်ဆိုတော့အားလုံးပဲစောင့်မျှော်ပေးဖို့မျှော်လင့်ပါတယ်ဒီကြားတဲ့ content လေးတွေလည်းမေအားလို့တင်မယ်ဒါပေမဲ့ဒီတိတကယ်ရောအားပေးလာတဲ့သူတရားချင်းစီကိုမေအရင်ကျေးဇူးတင်ပါတယ်အားလုံးလည်းကျမ်းမာချမ်းသာပြီးပျော်ရွှင်ပြီးတော့မှကျမ်းမာရေးဂရုစိုက်ပါလို့ပြောချင်တယ်ပြီးတော့အဓိကကကျွန်တော်တို့ဒီ podcast ဒီ page ကိုလိုက်တဲ့လူတွေများတော့အပြင်ကလူငယ်ဖြစ်မယ်တင်တယ်ဆိုတော့ရေလေးများတောက်လို့ပြောချင်တယ်ပြီးတော့ sunscreen လေးအလိုလေးကျမရေးလေးပါလေးလောက်ပေါ့နော်လမ်းလေးပါလေးရှောက်လို့ပြောချင်တယ်ဆိုတော့ကိုဖြစ်ချင်တဲ့အရာလေးတွေကိုရအောင်ဖန်တီးကြပါလို့ပြောချင်တယ်ပြီးတော့ I hope you guys have a very wonderful day and enjoy your day ပါလို့ပြောချင်တယ်မေကတော့မနေ့ပြန်လောက်သွားတော့မယ်ဆိုတော့နည်းနည်းတော့စိတ်ညစ်နေရယ် but I think I can do it so bye bye guys have a good day or have a good night